အားလုံးပဲမင်္ဂလာပါရှင်ကျမဟိုနေ့ကတင်ခဲ့တဲ့အင်္ဂလိပ်စာတန်းထိုးနဲ့ကာတွန်းစာအုပ်လေးကိုဒီနေ့မှာတော့မြန်မာစာတန်းထိုးရဲ့မြန်မာစကားပြောရဲ့ကာတွန်းတစ်ပုဒ်ကိုဖန်တီးဖြစ်ခဲ့ပါတယ်။ရှုတဲ့လူကြီးမိတွေထဲမှာ Canva နဲ့ဗီဒီယိုလေးတွေဖန်တီးခြင်းနဲ့ဒါမှမဟုတ်ကာတွန်းစာအုပ်လေးတွေဖန်တီးခြင်းနဲ့ဆိုလို့ရှိရင် comment လေးမှာရေးသွားလို့ရပါတယ်ရှင်။ကျမအစီအပြေတဲ့အချိန်လေးတရက်ရက်အချိန်ယူပြီးတော့ share session လေးလုပ်ပြပါမယ်ရှင်။တခါကတောအုပ်ကြီးထဲမှာတရိษံတွေအများကြီးပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတယ်။အဲ့ဒီအထဲမှာကြီးကန်းဆိုတဲ့ငှက်ကလေးဟာအရန်လှကြိုက်တယ်။အဲ့ဒီအချိန်တုန်းကကြီးကန်းရဲ့အယောင်ဟာအဖြူရောင်ဖြစ်တယ်။အခုလိုအမဲရောင်မဟုတ်ဘူး။ဒီနေ့မှာအဲ့ဒီကြီးကန်းကဟင်းငါရောင်ကအမြဲတမ်းဖြူရောင်ပဲအမြဲတမ်းကြည့်တော့မလှတော့တလို့ပဲငါရောင်ပြောင်းလို့ရရင်ကောင်းမှာပဲဟုတွေးမိတယ်ဒါကြောင့်မစည်းကွက်ရဲ့အလှပြင်ဆိုင်ကိုသွားပြီးမစည်းကွက်ကျမရဲ့အမွေးတွေကိုအပန်းရောင်ဆိုးပေးပါလားကျမအဖြူရောင်အမွေးတွေကိုမကြိုက်ဘူးလို့ပြောတယ်မစည်းကွက်ကလည်းကောင်းပါပြီဆိုပြီးတော့ကြီးကန်းပြောတဲ့အတိုင်းအပန်းရောင်ဆိုးပေးလိုက်တယ်ကြီးကန်းကလည်းသူ့ကိုယ်သူမှန်ထဲမှာကြည့်ပြီးအရန်ကိုသဘောကျနေတယ်။အိုလာလိုက်တာလို့သူ့ကိုယ်သူချီးကျူးနေတယ်။မကြခင်မိုးတွေရွာတော့ကြီးကန်းရဲ့ကိုယ်ပေါ်မှာရှိတဲ့အပန်းရောင်တွေအကုန်ကျွတ်ပြီးအင်းရဲ့ပင်ကိုအဖြူရောင်ပဲပြန်ဖြစ်သွားတယ်။ဒါကြောင့်မစည်းကွက်စီပြန်သွားပြီးဒီတစ်ခါတော့အပြာရောင်ဆိုးပေးပါအမရဲ့အပန်းရောင်ကအယောင်ကျွတ်တယ်မစည်းကွက်ကလည်းကြီးကန်းပြောသလိုသူ့ရဲ့အမွေးတွေကိုအပြာရောင်ဆိုးပေးလိုက်ပြန်တယ်မကြခင်မိုးထက်ရွာလာပြန်ရောအဲ့ဒီအခါကြီးကန်းရဲ့ကိုယ်ပေါ်ကအယောင်တွေလည်းကျွတ်သွားပြန်တယ်ကြီးကန်းကလည်းစိတ်ညစ်ညစ်နဲ့မစည်းကွက်စီပြန်သွားပြီးမစည်းကွက်ရဲ့ဒီတခါတော့ဘယ်တော့မှမကျွတ်နိုင်တဲ့အယောင်ဆိုးပေးပါမစည်းကွက်ကလည်းစဉ်းစားပြီးအမဲရောင်ဆိုရင်ဘယ်တော့မှကျွတ်တော့မှာမဟုတ်ဘူးလို့ပြောပြီးအမဲရောင်ဆိုးပေးလိုက်တယ်အဲ့ဒီအချိန်ကစပြီးကြီးကန်းဟာအမဲရောင်ဖြစ်သွားတယ်